မေတ္တာမျက်လုံးနဲ့သူများကိုကြည့်ခဲ့လို့ဒီဘဝမှာမျက်လုံးလှဒေါသကြည့်ခဲ့လို့ဒီဘဝမှာအယုတ်ဆိုးကြည်တန်တာဒါကိုလှုပ်တာတွေကြီးပဲလေဘယ်သူမှတကူတကလာပြီးကိုဒုက္ခပေးနေမှာမဟုတ်ဘူးသူလည်းသူ့လှုပ်တွေနဲ့အားမလည်းမဟုတ်ပါဘူးတိတောင်တိမှာမဟုတ်ပါဘူးကွာတာထင်နေအဲ့ဒါလို့ကိုလွတ်ရကောင်းမှသိဖို့လိုတယ်ဒါဘုရားပွင့်လို့ဘုရားတရားတော့နာရတဲ့အခါမှာကိုပုံဖော်လို့ရတယ်ဆိုအသက်ရှည်အောင်လဲကိုယ့်အကိုပုံဖော်တာပဲအသက်တိုးအောင်လုပ်တာလဲကိုယ့်အကိုယောဂထူပြောအောင်လဲကိုလုပ်ခဲ့တာယောဂကင်းအောင်လဲပဲကိုလုပ်ခဲ့တာကိုယ့်အကိုပုံဖော်ကြတာလူတွေဟာအသိပညာကျွယ်ဝမြင့်မောင်းလဲကိုယ့်အကိုပုံဖော်တာအသိပညာနှုတ်နေပြီးနလဘိန်းတုံးဖြစ်အောင်လုပ်တာလဲကိုယ့်အကိုအားလုံးဟာဒီဘဝမှာကြုံတွေ့ရတဲ့အခြေအနေရရက်သည်မိမိကိုယ်တိုင်လုပ်ခဲ့တဲ့အတိုင်းရရှိကြတာဖြစ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တရားတော်ဟောထားရှိကံကြမ္မာပုံရိပ်များဆိုတာနော်ကံကြမ္မာရဲ့ပုံရိပ်တွေကိုလုပ်တဲ့ဟာအတိုင်းပဲလားထင်နေတာအဲ့ဒီကိုလုပ်တဲ့အတိုင်းလားထင်တယ်ဆိုတာလောကသဘာဝနဲ့လက်တွေ့မတမ်းမှကြ